ချိုးရလာသားလို့ရေ အမေရဲ့ရေကဘယ်လိုလုပ်ချုံပါလဲအမေရဲ့အေးလာလို့မေးရပါလေဗျာ မေ ဟဲ့ခေါ်နေတဲ့ထူကို ရှင်မဟုတ်ဘူးလေအမေရဲ့တားခေါ်တာမဟုတ်ဘူးအမေကိုခေါ်တာအမေထူရမှာထူလိုက် အော်ငါခေါ်တာလားတဲနှလုံးကိုအဘူးသီးလေးလို့ဓာတ်နဲ့ခုတ်ကခွဲကပြုတ်အမလေးဘူးသီးရဲ့ဘာတော့ဟဲ့ ဘာလုပ်နေရလဲမေ အော်ဘူးသီးကပြင်းနေဆိုလို့အဖော်လုံးမလားလို့ငါသားရဲ့ ဘလို့ဖော်လို့မှလဲမေ သူ့ခုတ်ပြီးတော့ပြုတ်တော့မယ်လေ ဟာမေဒီဘူးတည်းတော့မျိုးမျိုး6လမ်းထားတာမေ ကြံကြီးစီကငါသားရဲ့ဘူးသီးကအပြိုကြီးပါတော့ယောက်ျားမှမရှိတာဘယ်နဲ့မျိုးယူမှာတော့ မပူပါနဲ့မေကအမေဘူးတည်းအပြိုကြီးမျိုးပွားလို့ရဒါယောက်ျားပေးသားလိုက် အဲ့လိုလုပ်လို့ရတာ ရတာဗောမေ ဟာမေ ဟေး ဟာဒီဘောတက်ပြီးဘာတက်လောက်လာလဲဗျာဒုက္ခပါဟာ မြေကြီးပေါ်မှာဆိုရင်ဖုန်နေလူပြီးအမေအလှပြက်တယ်ငါသားရဲ့ဒီမှာလေကလေးကိုဖြူ မေလေးပြူတာအရေးမကြီးဘူးပြုတ်ကြမှာဒုက္ခိတဖြစ်နေဘူးလာစင်းတော်မေလား အမြင့်တာအကျိုးငါခွင့်ငါပြရင်ဒီကိုဟာနီတီငါကိုနန်းနာကလားပါပဲပြင်ပါမှာရာကြီးချီဟဲ့နာနင့်ခေါ်နေတာအေးလာဒီယိုအေး ဘာလို့လဲ ဟဲ့ငါသားတွေကငါ့ကိုတကားပိတ်သွားလို့ငါ့ကိုတကား